မင်္ဂလာမနက်ခင်းပါရှင်။ Renew Agency သတင်းဌာနကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။အခုတင်ဆက်ပေးမယ့်သတင်းတွေကတော့ကရင်ပြည်တော်လှန်ရေးနဲ့အနာဂတ်တည်ဆောက်ရေးမှာအမျိုးသမီးတွေရဲ့အခမ်းကဏ္ဍဟာအရေးပါတယ်ဆိုတဲ့သတင်း။တဝယ်မြို့နယ်ကစီအိုစုအကောက်ခွန်ဒူဦးစီမှုဖမ်းဆီးခံရချိန်မှာတနက်လူယူပစ်ခတ်ခဲ့တဲ့အတွက်ရှင်းလင်းခဲ့ရတယ်ဆိုတဲ့သတင်း။ရေဘေးကြုံနေရတဲ့ဝက်လက်မြို့နယ်ကိုစီအိုစုကလေကြောင်းတိုက်ခိုက်ခဲ့တဲ့ဆိုတဲ့သတင်း။ရန်ကုန်မှာဝမ်ပြက်ဝမ်လျှော်ယောဂဖြစ်ပွားသူ900နီးပါးရှိလာပြီဆိုတဲ့သတင်းနဲ့အတူအခြားစိတ်ဝင်စားစရာပြည်ရင်းပြည်ပသတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ကျွန်မကတော့အန်နာပါ။ကရင်ပြည်တော်လှန်ရေးနဲ့အနာဂတ်တည်ဆောက်ရေးမှာအမျိုးသမီးတွေရဲ့အခမ်းကဏ္ဍအရေးပါတယ်လို့ KNWO ပြောကြားလိုက်တဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ကရင်ပြည်အမျိုးသားရေးနဲ့တော်လှန်ရေးကြိုးပမ်းမှုတွေမှာအမျိုးသမီးတွေရဲ့ပါဝင်မှုဦးဆောင်မှုနဲ့ပေးဆက်မှုတွေကိုဂုဏ်ပြုအသိမဲ့ပြုကြောင်းကရင်ပြည်အနာဂတ်တည်ဆောက်ရေးမှာလည်းအမျိုးသမီးတွေကမရှိမဖြစ်အရေးပါကြောင်းကရင်အမျိုးသမီးအစည်းအရုံး KNWO ကဩဂတ်စ်လ18ရက်ကထုတ်ပြန်ထားပါတယ်။ဩဂတ်စ်လ18ရက်မှာကြာရောက်တဲ့ကရင်ပြည်တက်မတော်နေ့88နှစ်မြောက်အထိမ်းအမှတ်အခမ်းအနားကို KNWO ကပေးပို့တဲ့သဝန်လွှာမှာတော်လှန်ရေးခရီးဆက်ဆက်မှာပါဝင်ခဲ့တဲ့အမျိုးသမီးတွေရဲ့အသက်သွေးချွေးပေးဆက်မှုအခမ်းကဏ္ဍကိုအထူးဂုဏ်ပြုကြောင်းဖော်ပြထားပါတယ်။ဆီယနာရှင်တော်လှန်ရေးခရီးဆက်ဆက်မှာရှီတန်းမှာတိုက်ပွဲဝင်နေတဲ့အမျိုးသမီးတွေသာမကအုပ်ချုပ်ရေးကျန်းမာရေးပညာရေးလူသားချင်းစာနာထောက်ထားမှုကာကွယ်စောင့်ရှောက်ရေးလူအခွင့်အရေးနဲ့ငြိမ်းချမ်းရေးတည်ဆောက်မှုတွေမှာတက်ကြွစွာပါဝင်ဆောင်ရွက်နေတဲ့အမျိုးသမီးတွေရဲ့အခမ်းကဏ္ဍကကရင်ပြည်အနာဂတ်တည်ဆောက်ရေးမှာမရှိမဖြစ်အရေးပါတယ်လို့ KNWO ကဆိုပါတယ်။တော်လှန်ရေးမှာပါဝင်နေတဲ့အမျိုးသမီးတွေကစစ်ဘေးရှောင်နေရတာလုံခြုံရေးအန္တရာယ်တွေနဲ့လူမှုစီးပွားရေးအခက်အခဲတွေကြားကနေသူတို့ရဲ့မိသားစုနဲ့ပြည်သူလူထုကိုစောင့်ရှောက်မှုတွေလှုပ်ဆောင်နေရတယ်လို့ KNWO ကဆိုပါတယ်။လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းတွေမှာလည်းတက်ကြွစွာပါဝင်နေတာကြောင့်အမျိုးသမီးတွေရဲ့ကြိုးပမ်းအားထုတ်မှုတွေကိုအတိမတ်ပြုကြောင်းဆုံးဖြတ်ချက်ချမှတ်တဲ့အစဉ်တိုင်းမှာလည်းအမျိုးသမီးတွေရဲ့အတိတ်ပဲပြေးွားတဲ့ပါဝင်မှုကိုအာမခံခြင်းကကရင်ပြည်တည်ဆောက်ရေးအတွက်အရေးကြီးတယ်လို့လည်းဆိုပါတယ်။ KNWO အနေနဲ့အားလုံးပါဝင်နိုင်တဲ့တရားမျှတပြီးငြိမ်းချမ်းတဲ့ကရင်ပြည်ဖြစ်ပေါ်လာရေးအတွက်ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်းပြောကြားထားပြီးကရင်ပြည်အတွက်အသက်ဆုံးလွတ်ခဲ့ကြသူတွေထိခိုက်ဒဏ်ရာရရှိခဲ့ကြတဲ့သူတွေစစ်ဘေးဒဏ်ကြုံတွေ့ခံစားနေရသူတွေနဲ့အမျိုးသားရေးနဲ့ပြည်သူလူထုအကျိုးစီးပွားအတွက်ကိုကျိုးစွန့်တာဝန်ထမ်းဆောင်နေကြသူအားလုံးကိုအထူးလေးစားဂုဏ်ပြုကြောင်းလည်းသွန်လွှာမှာထည့်သွင်းဖော်ပြထားပါတယ်။တဝယ်မြို့နယ်ကစီအိုစုအကောက်ခွန်ဒူဦးစီမှုဖမ်းဆီးခံရချိန်မှာတနက်လူယူပစ်ခတ်ခဲ့တာကြောင့်ရှင်းလင်းခဲ့ရတယ်လို့ဗျူဟာ33ထုတ်ပြန်လိုက်တဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။တနင်္သာရီတိုင်းတဝယ်မြို့နယ်အကောက်ခွန်ဌာနကဒူဦးစီမှုတယောက်ကဖမ်းဆီးခံထားရချိန်မှာတော်လိုင်းရေးတပ်ဖွဲ့ဝင်တဦးစီကနေလက်နက်လူယူပြီးပြန်လည်ခုခံခဲ့တာကြောင့်ပြစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့တနင်္သာရီတိုင်းစစ်ဌာနဗျူဟာ33ကဩဂတ်စ်လ18ရက်ကထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့ဇူလိုင်20ရက်ကတဝဲခရိုင်လောင်းလုံမြို့နယ်မောင်းမကန်ကမ်းခြေအနီးမှာတဝဲမြို့နယ်အကောက်ခွန်ဦးစီးဌာနကအကောက်ခွန်ဒူဦးစီးမှုဖြိုးဆန်ဆိုသူကိုတဝဲခရိုင်အမှတ်8333တရင်ကတရင်အရာဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။အကောက်ခွန်ဒူဦးစီးမှုဖြစ်သူဖြိုးဆန်ရဲ့ဝန်ခံထွက်ဆိုချက်အရသူကတဝဲရင်းနဲ့စိတ်ကန်းနဲ့တဘာဝဓာတ်ငွေတူးဖော်ရေးအခြေအနေတွေနဲ့စက်ပစ္စည်းစစ်ဆေးမှုတွေပြုလုပ်ဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။တဝဲရင်းနဲ့စိတ်ကန်းကိုအနာသိန်းစီအိုစုကရုရှားနဲ့ပူးပေါင်းအကောင့်ထဲပေါ်ဖို့ကြိုးပမ်းနေပြီးတော့တဝဲအထူးစီးပွားရေးဆောင်မှာလည်းယင်းဒီမြုပ်နှံမှုတွေလှုပ်ဆောင်ဖို့ရုရှားစီးပွားရေးလုပ်ငန်းရှင်တွေကိုဖိတ်ခေါ်နေတဲ့ဒေသလည်းဖြစ်ပါတယ်။တဝဲမြို့နယ်အကောက်ခွန်ဌာနကဒူဦးစီးမှုဖြိုးဆန်ကိုတော်လိုင်းရေးတပ်ဖွဲ့တွေကဖမ်းဆီးခဲ့ပြီးတဲ့နောက်စီအိုစုကအင်အားအလုံးရင်းနဲ့ဒေသတလျှောက်နယ်မြေရှင်းလင်းမှုတွေလှုပ်ဆောင်နေကြောင်းအဲ့ဒီအခြေအနေကိုခွင့်ကောင်းယူပြီးဒူဦးစီးမှုဖြိုးဆန်ကတော်လိုင်းရေးတပ်ဖွဲ့ဝင်တဦးစီကနေလက်နက်လူယူပြီးတော့ပြစ်ခတ်ထွက်ပြေးခဲ့တဲ့အတွက်ရှင်းလင်းခဲ့ရတယ်လို့ဤပြပါ33ရေထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။စီအိုစုလက်အောက်ခံတပ်ဖွဲ့ဝင်တွေနဲ့ဝန်ထမ်းတွေအနေနဲ့တော်လိုင်းရေးတပ်ဖွဲ့တွေရဲ့ဖမ်းဆီးထိန်းသိမ်းတာကိုခံရတယ်ဆိုရင်ပြန်လည်ခုခံတာမျိုးမလုပ်ဆောင်ဖို့နဲ့ညွှန်ကြားချက်အတိုင်းလိုက်နာမယ်ဆိုရင်လူခွင့်ရေးနဲ့အညီထိန်းသိမ်းဆောင်ရှောက်ပေးသွားမှာဖြစ်ကြောင်းပြန်လည်ခုခံမှုတွေထွက်ပြေးမှုတွေလှုပ်ဆောင်ခဲ့မယ်ဆိုရင်ပြစ်ခတ်ရှင်းလင်းခံရမှာဖြစ်တယ်လို့လည်းအတည်ပြုထားပါတယ်။
စီအိုစုကတနင်္လာရီတိုင်းဒေသအတွင်းမှာရှိတဲ့မြို့နယ်တွေကိုစစ်ကြောင်းထိုးတာတွေနဲ့လေကြောင်းတိုက်ခိုက်တာတွေလှုပ်ဆောင်နေပြီးဒေသခံတွေရဲ့နေအိမ်တွေကိုမိရှို့ဖျက်ဆီးတာမတရားဖမ်းဆီးတာနဲ့ချင်းချောက်တပ်ဖြတ်မှုတွေလှုပ်ဆောင်နေတယ်လို့လည်းတဝဲခရိုင်အမှတ်8333တပ်ရင်းကလည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ရန်ကုန်မှာဝမ်းပြက်ဝမ်းလျှော်ယောဂဖြစ်ပွားသူ900နီးပါးထဲမှာ100ကျော်ကကာလာဝမ်းယောဂဖြစ်ပွားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်။မြန်မာနိုင်ငံရဲ့စီးပွားရေးမြို့တော်ရန်ကုန်မှာဝမ်းပြက်ဝမ်းလျှော်ယောဂဖြစ်ပွားမှုကြောင့်ဆေးရုံတက်ကုသနေရသူ900နီးပါးထိရှိလာတယ်လို့စီအိုစုလက်အောက်ခံရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။ရန်ကုန်မှာဝမ်းပြက်ဝမ်းလျှော်ယောဂဖြစ်ပွားမှုကဩဂတ်စ်လ9ရက်နေ့ကတည်းကစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီးတော့ဆေးရုံတက်ကုသနေရသူလူနာ900ကိုစမ်းသပ်ချိန်မှာ149ဦးကဝမ်းပြက်ဝမ်းလျှော်ယောဂခံစားနေရတယ်လို့သိရပါတယ်။ဩဂတ်စ်လ18ရက်ကကျင်းပခဲ့တဲ့ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးမှာလည်းရန်ကုန်တိုင်းလူမှုရေးရာဝန်ကြီးဦးဘိုထေးကဝမ်းပြက်ဝမ်းလျှော်ယောဂဖြစ်ပွားမှုနဲ့ပတ်သက်ပြီးပြောဆိုချိန်မှာဝမ်းပြက်ဝမ်းလျှော်ယောဂဖြစ်ပွားသူတွေတဲကပြင်းထန်တဲ့ဝမ်းပြက်ဝမ်းလျှော်ယောဂခံစားနေရသူ9ယောက်ရှိနေတာကိုအမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနရဲ့စစ်ဆေးမှုတွေရသိရတယ်လို့ထည့်သွင်းပြောကြားထားပါတယ်။နိုင်ငံတွင်းမှာဖြစ်ပွားနေတဲ့စီးရေးပြပခတွေကြားထဲမှာပြိုလဲနေတဲ့ကျန်းမာရေးရန်ရာစနစ်ပြန်လည်လက်ပတ်နိုင်ဖို့ရုန်းကန်နေရချိန်မှာလူဦးရေအထူးထပ်ဆုံးဖြစ်တဲ့ရန်ကုန်မှာဝမ်းပြက်ဝမ်းလျှော်ဖြစ်ပွားသူများပြားလာမှုကပြည်သူတွေရဲ့ကျန်းမာရေးအတွက်စိုးရိမ်မှုကိုမြင့်တက်လာစေပါတယ်။ဥပ္ပိုလ်ထေးရဲ့ပြောဆိုမှုအရပြီးခဲ့တဲ့ကြာသပတေးနေ့ဩဂတ်စ်လ23ရက်တရက်ထဲမှာဝမ်းပြက်ဝမ်းလျှော်ယောဂခံစားရသူလူနာ100ကျော်ဆေးရုံတက်ရောက်ခဲ့ရပေမဲ့အဲ့ဒီနေ့နောက်ပိုင်းမှာလူနာအရေအတွက်ပြန်လည်ကျဆင်းခဲ့တယ်လို့ဆိုပါတယ်။ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူတွေကဝမ်းယောဂဖြစ်ပွားတဲ့နေရာတွေမှာယောဂကူးစက်ပြန့်ပွားမှုကိုစောင့်ကြည့်တာအဲ့ဒီဒေသတွေနဲ့အနီးဝန်းကျင်ဒေသတွေကိုဝမ်းယောဂကူးစက်မှုထိန်းချုပ်ရေးလုပ်ငန်းစဉ်တွေဆောင်ရွက်နေတယ်လို့သိရပါတယ်။ဝမ်းပြက်ဝမ်းလျှော်ယောဂဖြစ်ပွားမှုကလတာပပဲတန်းကြောက်တရားလက်မတော်လှိုင်သာယာတောင်တကုံတကုံစိတ်ကန်းတင်ကန်းကျွန်းဒလအင်းစိန်မယန်းကုန်းစမ်းကြောင်းနဲ့တာခိတာတို့မှာဖြစ်ပွားမှုတွေရှိနေပြီးတယောက်သေဆုံးခဲ့တယ်လို့သိရပါတယ်။ရေဘေးကြုံနေရတဲ့ဝက်လက်မြို့နယ်ကိုစီအိုစုကလေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက်အမျိုးသမီးတယောက်သေဆုံးခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်။မိုးသေးထန်စွာရွာသွန်းမှုနဲ့ရေဘေးကြုံတွေ့နေရတဲ့စကိုင်းတိုင်းဝက်လက်မြို့နယ်ကိုစီအိုစုကလေကြောင်းတိုက်ခိုက်မှုလှုပ်ဆောင်ခဲ့တာကြောင့်အမျိုးသမီးတယောက်ထိခိုက်သေဆုံးခဲ့တယ်လို့ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကဩဂတ်စ်လ18ရက်ကသတင်းထုတ်ပြန်ထားပါတယ်။ဩဂတ်စ်လ18ရက်မနက်6:50ဝန်းကျင်မှာဂျက်ဖိုက်တာလေယာဉ်20နဲ့ဝက်လက်မြို့နယ်အရှိတောင်ချမ်းနေရာတွေကိုလေကြောင်းတိုက်ခိုက်မှု3ကြိမ်လှုပ်ဆောင်ခဲ့ပြီးအမျိုးသမီးတယောက်သေဆုံးခဲ့တယ်လို့သိရပါတယ်။စီအိုစုရဲ့လေကြောင်းတိုက်ခိုက်မှုလှုပ်ဆောင်ခဲ့တဲ့နေရာကတိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲဒေသခံပြည်သူတွေရေဘေးအန္တရာယ်နဲ့ကြုံတွေ့နေရပြီးစားနပ်ရိက္ခာနဲ့ဆေးဝါးအကူအညီတွေလိုအပ်တဲ့အခြေအနေမှာစီအိုစုကဘုံကျဲတိုက်ခိုက်မှုလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ဩဂတ်စ်လ10ရက်နဲ့17ရက်ကလည်းရေဘေးကြုံတွေ့နေရတဲ့ခင်ဦးမြို့နယ်ကွမ်းတိုင်းကျေးရွာနဲ့အရှိချမ်းကျေးရွာတွေကိုစီအိုစုကလေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့ပါတယ်။ကျွန်းလာမြို့နယ်မှာရှိတဲ့တဖန်းစိတ်ရေလောင်တမန်ကရေပူလွဲဖောက်ချမှုတွေကြောင့်ဆဲအောက်ဖက်မူးမြစ်ကန်တလျှောက်မှာရှိတဲ့မြို့နယ်တွေနဲ့ကျေးရွာတွေရေကြီးရေရှမ်းမှုကြုံတွေ့နေရချိန်မှာစီအိုစုကလေကြောင်းတိုက်ခိုက်မှုတွေကိုကျူးလွန်နေကြောင်းအရက်ဖက်ဖွဲ့စည်းတွေကရေဘေးကူညီရေးအတွက်အထောက်ပံ့တွေတွားရောက်ပို့ဆောင်မှုကိုလည်းစီအိုစုနဲ့လက်အောက်ခံပြူစောတိအဖွဲ့တွေကတားဆီးပိတ်ပင်မှုတွေရှိနေတယ်လို့လည်းသိရပါတယ်။ဘန်ကောက်မှာတရားမဝင်နီလန်းတွေနဲ့ပန်းရောင်ကန်လုပ်ပေးသူ9ယောက်ကိုထိုင်းအာဏာပိုင်တွေဖမ်းဆီးခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့ဒင်တဲအိမ်ယာမှာနိုင်ငံသားတွေကိုတရားမဝင်နီလန်းတွေနဲ့စီရင်သွင်းပြီးထိုင်းနိုင်ငံသားမဟုတ်တဲ့မှတ်ပုံတင်ပန်းရောင်ကန်လုပ်ပေးသူ9ယောက်ကိုအာဏာပိုင်တွေကဖမ်းဆီးခဲ့တယ်လို့ခောက်ဆော့သတင်းဌာနကဩဂတ်စ်လ18ရက်ကဖော်ပြထားပါတယ်။နိုင်ငံသားတွေပန်းရောင်ကန်ရရှိစေဖို့ထိုင်းအိမ်တော်စုစီရင်မှာအရေးအတွက်များပြားတဲ့အချက်လက်တွေကိုတရားမဝင်နီလန်းတွေနဲ့လိမ်လည်စီရင်သွင်းခဲ့ကြောင်းထိုင်းအာဏာပိုင်တွေကစစ်ဆေးတွေ့ရှိခဲ့ပြီးတဲ့နောက်တန်တရားရှိသူ9ယောက်ကိုဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ထိုင်းအာဏာပိုင်တွေရဲ့စုံစမ်းစစ်ဆေးမှုတွေအရတင်တဲ့အိမ်ယာတိုက်ခန်း44ခန်းမှာရှိတဲ့အိမ်တော်စုစီရင်တွေမှာစီရင်သွင်းထားတဲ့အသက်9နှစ်ကနေ15နှစ်အရွယ်နိုင်ငံသားကလေးငယ်ပေါင်း1366ယောက်အထိရှိနေကြောင်းတွေ့ရှိခဲ့တာဖြစ်ပါတယ်
စစ်ဆေးမှုတွေအတွင်းမှာတိုက်ခန်း3ခုအတွင်းမှာပဲစီရင်သွင်းထားတဲ့ကလေးငယ်အရေအတွက်140အထိရှိနေကြောင်းလည်းတွေ့ရှိခဲ့တာဖြစ်ပါတယ်။ဒီအရေအတွက်ကရှိသင့်တဲ့အရေအတွက်ပုံမှန်ထက်များပြားနေကြောင်းထိုင်းအာဏာပိုင်တွေကသတိပြုမိရာကနေစစ်ဆေးမှုတွေလှုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။တရားမဝင်နီလန်းတွေနဲ့အချက်လက်တွေလိမ်လည်ထည့်သွင်းခဲ့တဲ့တန်တရားရှိသူ9ယောက်ထဲမှာရဲဝန်ထမ်း3ယောက်တရားမဝင်ဂျားကန်ဆောင်ရွက်ပေးသူပွဲစား3ယောက်နဲ့မျက်မြင်သက်သေ1ယောက်တို့လည်းပါဝင်နေပါတယ်။ထိုင်းရဲတပ်ဖွဲ့ကလည်းအဲ့ဒီအချက်လက်စာရွက်စာတမ်းတွေကအခြားသူ1ယောက်ရဲ့အမည်နဲ့ဖွင့်လှစ်ထားတဲ့ဘဏ်အကောင့်တွေအွန်လိုင်းငွေကြေးလိမ်လည်မှုတွေနေဆက်ဖြစ်ကြော်ရာဇဝမှုတွေနဲ့ဆက်ဆက်မှုရှိမရှိကိုလည်းစုံစမ်းစစ်ဆေးမှုတွေဆက်လက်လှုပ်ဆောင်နေတယ်လို့သိရပါတယ်။ထိုင်းဝန်ကြီးချုပ်အနုထင်ချန်ပူရာကူကလည်းထိုင်းနိုင်ငံသားမှတ်ပုံတင်တွေကိုတရားမဝင်နီလန်းတွေနဲ့လှုပ်ဆောင်ပေးနေသူတွေကိုထောင်ဒဏ်နှစ်ပေါင်း400အထိချမှတ်ထားတဲ့ဥပဒေတွေနဲ့ပြင်းပြင်းထန်ထန်အရေးယူသွားမှာဖြစ်ကြောင်းနဲ့အဲ့ဒီလှုပ်ဆောင်မှုတွေကအမျိုးသားလုံခြုံရေးကိုချိန်ချောက်မှုဖြစ်နေတယ်လို့လည်းပြောကြားထားပါတယ်။ဩဂတ်စ်လ4ရက်ကလည်းမြန်မာနိုင်ငံသားအများအပြားအလုပ်လုပ်ကိုင်နေတဲ့တက်ခရိုင်မဲဆောက်မြို့မှာ10နှစ်ခန့်တက်တန်းကတရားမဝင်ပြုလုပ်ပေးနေသူတွေနဲ့ကိုင်ဆောင်သူတွေကိုရှာဖွေဖမ်းဆီးမှုတွေလှုပ်ဆောင်ခဲ့ရကနေမြန်မာနိုင်ငံသား12ယောက်ထိုင်းနိုင်ငံသားတကောင်စီရင်နဲ့စီပင်တာယာရေးဌာနကဝန်ထမ်း3ယောက်နဲ့ထိုင်းအိမ်အောင်စုတကောင်စီရင်ထောက်ခံပေးသူ2ယောက်တို့ကိုဖမ်းဆီးနိုင်ခဲ့တယ်လို့တက်ခရိုင်သတင်းပြန်ကြားရေးကထုတ်ပြန်ထားပါတယ်။ရုရှားနည်းပညာကုမ္ပဏီ Astra Group ကပံ့ပိုးကူညီမှုဟာစီအိုစုရဲ့ Digital အာဏာရှင်စနစ်ကိုပုံမူကျယ်ပြန့်လာစေနိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်။စစ်ကောင်းဆောင်မဲအောင်လှိုင်ရဲ့ရတ္တရာစီမံကိန်းအတွင်းမှာဦးစားပေးပါဝင်ခဲ့တဲ့ National Single Window နိုင်ငံတော်ပြည်တွင်းတစ်ပေါက်စနစ်ကိုတိုးချဲ့တိစောက်ဖို့ရုရှားနည်းပညာကုမ္ပဏီ Astra Group နဲ့မြန်မာစီအိုစုကြားသဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့တယ်လို့ Justice for Myanmar ရဲ့ဩဂတ်စ်လ18ရက်ထုတ်ပြန်ချက်အရသိရပါတယ်။ National Single Window ကအွန်လိုင်းကနေတဆင့်နိုင်ငံရဲ့ပို့ကုန်သွင်းကုန်ဆိုင်ရာစာရွက်စာတမ်းလုပ်ငန်းစဉ်အားလုံးကိုတနေရာထဲမှာပဲဆောင်ရွက်ပေးမယ်စနစ်တစ်ခုလည်းဖြစ်ပြီးအာဆီယံဒေသတွင်းနဲ့ကုန်သွယ်ဘက်နိုင်ငံတွေကြားကုန်သွယ်မှုအဆင့်ပြေချောမွေ့လွယ်ကူစေဖို့တည်ဆောက်နေတဲ့စနစ်လည်းဖြစ်ပါတယ်။အဲဒီစနစ်ကကုန်သွယ်ရေးလုပ်ငန်းတွေအတွက်လိုင်စင်ထုတ်ပေးတာနဲ့အကောက်ခွန်ရှင်းလင်းခြင်းတွေကိုကင်တွယ်ဆောင်ရွက်ပေးသွားမှာဖြစ်ပြီးစီအိုစုထိန်းချုပ်ထားတဲ့ဝန်ကြီးဌာနတွေနဲ့ဌာနဆိုင်ရာအလိုက်ချိတ်ဆက်လှုပ်ဆောင်သွားမယ့်စနစ်လည်းဖြစ်ပါတယ်။ရုရှားစစ်တပ်အတွက်နည်းပညာစော်ပွဲတွေထုတ်လုပ်ပေးနေတဲ့ Astra Group ကရုရှားစစ်တပ်ရုရှားထောက်လှမ်းရေးရန်ရာတို့နဲ့အလွန်နီးကပ်တဲ့ဆက်ဆံရေးရှိတဲ့အတွက်အမေရိကန်၊ကနေဒါနဲ့ EU တို့ကဓာတ်ခတ်ပိတ်ဆို့မှုတွေလှုပ်ဆောင်ခံထားရတဲ့ကုမ္ပဏီလေးဖြစ်ပါတယ်။စီအိုစုက Digital နည်းပညာတွေကိုအသုံးချပြီးတော့သူတို့ကိုစန့်ကျင်နေသူတွေကိုမတရားဖန်ဆီးမှုတွေလှုပ်ဆောင်နေချိန်မှာစီအိုစုအတွက် Single Window စနစ်ကို Astra Group ကတိစောက်ပေးခြင်းကDigital အာဏာရှင်စနစ်ကိုပုံမကျယ်ပြန့်တဲ့အခမ်းကဏ္ဍကစီအိုစုကပါဝင်လှုပ်ဆောင်လာမယ့်အန္တရာယ်လေးရှိနေပါတယ်။ Single Window စနစ်ရဲ့အသေးစိတ်အစီအစဉ်ကိုစစ်တပ်အာဏာမသိမ်းမီတစ်နှစ်အလို2020ခုနှစ်မှာကမ္ဘာ့ဘဏ်က Australian Aid နဲ့ UK Aid တို့ရဲ့ကူညီပံ့ပိုးမှုနဲ့မြန်မာနိုင်ငံအတွက်ရေးဆွဲဖန်တီးခဲ့တာဖြစ်ပါတယ်။အဲ့ဒီစနစ်ပေါ်မှာလည်း Astra Group ကတိုးချဲ့တိစောက်သွားမယ့်အပေါ်အရင်အစီအစဉ်တွေကိုဘလောက်အတိုင်းတာထိလိုက်နာဆောင်ရွက်ထားတယ်လဲဆိုတာကိုတော့မသိရသေးပါဘူး။မြန်မာနိုင်ငံကုန်သွယ်ရေးပို့ကုန်သွင်းကုန်အတွက် Astra Group ကတိုးချဲ့တိစောက်မဲ့ Single Window စနစ်ကမြန်မာကုန်သွယ်ဘက်အာဆီယံနဲ့အခြားနိုင်ငံတွေအတွက်လည်းအန္တရာယ်ရှိစေနိုင်ပြီးအဲ့ဒီစနစ်ကိုအာဆီယံ Single Window စနစ်နဲ့ချိတ်ဆက်လှုပ်ဆောင်ဖို့လည်းရှိနေပါတယ်။အာဆီယံ Single Window စနစ်ကအာဆီယံဒေသတွင်းမှာကုန်သွယ်မှုလွယ်ကူချုံးမွေ့စေဖို့အတွက်အမေရိကန်အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ USA ရဲ့ပံ့ပိုးကူညီမှုနဲ့တိစောက်ပေးထားတာဖြစ်ပါတယ်။အမေရိကန်နဲ့ဥရောပနိုင်ငံတွေရဲ့ဒဏ်ခတ်ပိတ်ဆို့ခံထားရတဲ့ Astra Group ကပိတ်ဆို့အရေးယူမှုတွေကိုရှောင်လွှဲနိုင်စေဖို့စီးပွားရေးအခွင့်အလမ်းတစ်တွေပေးအပ်နေတဲ့မြန်မာစီအုပ်စုကနေတဆင့်အရှိတောင်အာရှမှာခြေကုပ်ယူဖို့ကြိုးပမ်းနေမှုအပေါ်နိုင်ငံတကာအစိုးရတွေအနေနဲ့စန့်ကျင်ရပ်တည်ဖို့လိုအပ်တယ်လို့ Justice for Myanmar ကတောင်းဆိုထားပါတယ်။ရေဘေးကြုံတွေ့နေရတဲ့ဒေသတွေမှာစားတောက်ကုန်တွေကိုအစမတန်ဈေးတင်ရောင်းချတာမလုပ်ဖို့ဗမောက်ပကဖပြောကြားလိုက်တဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။စကိုင်းတိုင်းအတွင်းမှာရှိတဲ့မြို့နယ်တွေမှာဒေသခံပြည်သူတွေရေဘေးကြုံတွေ့နေရချိန်မှာစားတောက်ကုန်တွေကိုအစမတန်ဈေးနှုန်းမြင့်တင်မရောင်းချဖို့ဗမောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကဩဂတ်စ်လ16ရက်ကအတိပေးထုတ်ပြန်ထားပါတယ်။
မိုးအဆက်မပြတ်ရွာသွန်းမှုနဲ့ရေလောင်တမန်တွေကနေရေပိုးလဲဖောက်ချမှုတွေကြောင့်ရေကြီးရေရှမ်းမှုတွေဖြစ်ပေါ်နေတဲ့မြို့နယ်တွေမှာအများပြည်သူတွေစာဝတ်နေရေးအခက်အခဲတွေနဲ့ကြုံတွေ့နေရကြောင်းလမ်းမဆက်သွယ်ရေးခက်ခဲနေကြောင်းအများပြည်သူတွေအသက်ရှင်ရပ်တည်ဖို့ရုန်းကန်နေရတဲ့အခြေအနေဖြစ်တယ်လို့ဗမောက်ပကဖကပြောပါတယ်။အဲ့ဒါလို့ရေဘေးနဲ့အခက်အခဲမျိုးစုံကြုံတွေ့နေရတဲ့အခြေအနေမှာစကိုင်းတိုင်းအတွင်းမှာရှိတဲ့စကိုင်းမြို့နယ်မြင်းမှုမြို့နယ်နဲ့မြောင်မြို့နယ်တို့မှာရှိတဲ့လုပ်ငန်းရှင်ကုန်သည်တွေအနေနဲ့73စီစား3စီစားတော့ကုန်တွေနဲ့စေဝါးတွေကိုထိုက်တဲ့နဲ့ဈေးနှုန်းထက်အစမတန်ဈေးနှုန်းမြင့်တင်ပြီးမယောင်းချဖို့အတည်ပြုထားပါတယ်။ဒါ့အပြင်အခြေခံစားတော့ကုန်စေဝါးတွေနဲ့73စီတွေကိုရောင်းချတာမလုပ်ဘဲတိုးလောင်ထားခြင်းတွေကိုလည်းမလုပ်ဆောင်ကြဘူးနဲ့အများပြည်သူအသက်ရှင်တန်ရေးအတွက်ရုန်းကန်နေရချိန်မှာကိုကျိုးအတွက်မကြည့်ပဲအများအကျိုးကိုကြည်ပေးကြဖို့လဲလုပ်ငန်းရှင်ကုန်သည်တွေကိုမြစ်တာရခန့်အသိပေးကြောင်းဗမောက်ပကဖကပြောပါတယ်။စကိုင်းတိုင်းအတွင်းမူးမြစ်ကန်တလျှောက်နဲ့တဖန်းစိတ်ရေလောင်တမန်အနီးမှာရှိတဲ့မြို့နယ်ကြီးရွာတွေမှာဒေသခံပြည်သူတွေအများပြားနဲ့စစ်ဘေးရှောင်တွေရေကြီးရေရှမ်းမှုတွေကြုံတွေ့နေရပြီးအရေးပေါ်ကူညီထောက်ပံ့မှုတွေလည်းလိုအပ်နေတာကြောင့်ဒေသကာကွယ်ရေးအဖွဲ့အစည်းတွေနဲ့အရက်ဖက်အဖွဲ့အစည်းတွေကလည်းကူညီထောက်ပံ့မှုတွေလှုပ်ဆောင်ပေးနေတယ်လို့သိရပါတယ်။လာမယ့်စက်တင်ဘာလအတွင်းမှာမင်းအောင်လှိုင်ကမ်ဘောဒီးယားကိုတွားရောက်ဖို့ရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်။အာနာသိန်းစီယုစုခေါင်းဆောင်မင်းအောင်လှိုင်လာမယ့်စက်တင်ဘာလဆန်းပိုင်းမှာကမ်ဘောဒီးယားကိုတွားရောက်ဖို့ရှိနေတယ်လို့ထိုင်းသတင်းဌာနခောက်စုကဩဂတ်စ်လ18ရက်ကဖော်ပြထားပါတယ်။စီယုစုခေါင်းဆောင်မင်းအောင်လှိုင်ကသူစိတ်ကြိုက်ပြင်ဆင်ထားတဲ့2025အတူရောင်ရွေးကောက်ပွဲပြုလုပ်ခဲ့ပြီးတဲ့နောက်သမတရာထူးကိုရယူခဲ့ပြီးအိန္ဒိချင်းနိုင်ငံတွေကိုချစ်ကြည်ရေးခီးစဉ်တွေတွားရောက်နေတာဖြစ်ပြီးတတမန်ဆက်ဆံရေးမြင့်တင်နိုင်ဖို့ကြိုးပမ်းနေတာလည်းဖြစ်ပါတယ်။အတူရောင်ရွေးကောက်ပွဲကနေတစင်သမတရာထူးရယူပြီးသူ့ရဲ့ပထမဆုံးခီးစဉ်အဖြစ်အိန္ဒိယနိုင်ငံကိုတွားရောက်ခဲ့ပါတယ်။တရုတ်၊လာအိုနဲ့ထိုင်းနိုင်ငံတို့ကိုလည်းတရားဝင်ခီးစဉ်တွားရောက်ခဲ့ပြီးလက်ရှိမှာလည်းရုရှားနိုင်ငံကိုချစ်ကြည်ရေးခီးစဉ်တွားရောက်နေပါတယ်။မြန်မာနိုင်ငံတွင်းနိုင်ငံရေးအကျပ်တဲတွေနဲ့စီးရေးပြည်ပခါတွေကြုံတွေ့နေရတဲ့ကြားမှာပဲစစ်ကောင်းဆောင်မင်းအောင်လှိုင်ကသူတို့ရဲ့စီအုပ်စုအစိုးရအဖွဲ့ပေါ်အတိမတ်ပြုဖို့ရယူလိုနေပြီးစီအုပ်စုမဟာမိတ်နိုင်ငံတွေကိုတရားဝင်ခီးစဉ်တွေတွားရောက်နေတာဖြစ်ပါတယ်။အသွင်ပြောင်းစီအုပ်စုအစိုးရအဖွဲ့ရဲ့တက်တန်း4လကျော်ကာလကြာမြင့်လာတဲ့အထိကုလသမဂ္ဂအာဆီယံအဖွဲ့နဲ့ကမ္ဘာနိုင်ငံအများပြားကစီအုပ်စုအစိုးရအဖွဲ့ကိုအတိမတ်မပြုတဲ့အပေါ်စစ်ကောင်းဆောင်ကမကြာခဏထုတ်ဖော်ပြောဆိုမှုတွေလည်းရှိနေပါတယ်။စစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့ကမ်ဘောဒီးယားခီးစဉ်ဟာအာဆီယံဖွဲ့ဝင်နိုင်ငံတွေအတွင်းမှာတတိယမြောက်တရားဝင်ခီးစဉ်တွားရောက်တဲ့နိုင်ငံတစ်ခုဖြစ်လာမှာဖြစ်ပြီးလာအိုနဲ့ထိုင်းနိုင်ငံခီးစဉ်အတွင်းမှာနှစ်နိုင်ငံကုန်သွယ်ရေးစီးပွားရေးနေဆက်လုံခြုံရေးဆိုင်ရာကိစ္စတွေနဲ့နေဆက်ဖြတ်ကျော်ရာဇဝတ်မှုဆိုင်ရာကိစ္စရပ်တွေနဲ့ပတ်သက်ပြီးနားလည်မှုစာချုပ်လွှာတွေလက်မှတ်ရေးထိုးစာချုပ်ချုပ်ဆိုခဲ့ပါတယ်။လွတ်လပ်တဲ့ Renew Agency သတင်းဌာနကနေထူးခြားသတင်းတွေနဲ့ပြည်သူတွေတည်တင်တည်ထိုက်တဲ့ဆောင်ပါတွေဝေဖန်သုံးသပ်ချက်တွေကိုလည်းဆက်လက်တင်ဆက်ပေးနေမှာဖြစ်ပါရရှင်။ကြည့်ရှုနားဆင်ပေးကြတဲ့ပရိသတ်များအားလုံးနဲ့မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးစစ်ဘေးမှာအမြန်ဆုံးလွတ်မြောက်ပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်။